Watan kilo Trinyo labi jo tayama Tazao mo labi neti Kati nansi wara Pong ye data mabora Oga shiba ne Katay yesa banga wagi a jang piu ge yue Shin no mya phya khwint piu ro mu di Katay a jo a tha we yong ji Di na sanara mai ta a mi si ro lu tayak ti Tu mana thi ri Taung chai si ri Mi ro wi pa so lu ge bu di lo no tha Tang ye jari mimi piu ge bu ro wi pa so ri ya le ri Ngie ma chon lo yue nat pi san ga ya le ri Tu mana diri Jang chai diri Mi ro wi pa so lu ge bu di lo no tha Uk ta tang ye jari Mi mi piu ge bu ro wi pa so ri ya le ri Ngie ma chon lo yue nat pi san ga ya le ri Kya tinga pi do ni Kya tinga pi do Million ပြောက်ဆုံးနဲ့ပစ္စည်းတွေပြန်ရနိုင်ပါသည်လူတကာထက်သာသည်ရှင်ငွေရတနာလိုရပြည့်စုံသည်
တွေရှင်ငွေရတနာလူရာပြည့်လာကြကထိန်တော်ပွဲသွားရအောင်နော်အတူသွားမယ်လာကြကွယ်လာကြကွယ်အတူသွားမယ်ကထိန်တော်ပွဲနွယ်လို့ပြောမယ်ကြည်နူးစရာတင်ထူးစွာစေတနာတရားပွားများကကထိန်တော်ပွဲကျင်းပနေတာရွှေငါမြူထူခဲ့ပြီတာပြောစရာကောင်းပေါင်းမိတ္တဟာကထိန်တော်ပွဲနွယ်လို့ပြောမှလာလာလေးလိုက်ခဲ့ပါလားလာကြဟေးလာကြကထိန်တော်ပွဲသွားရအောင်နော်အတူသွားမယ်လာကြကွယ်လာကြကွယ်အတူသွားမယ်ကထိန်တော်ပွဲနွယ်လို့ပြောမယ်ကြည်နူးစရာတင်ထူးစွာစေနာတရားပွားများကကထိန်တော်ပွဲကျင်းပနေတာရွှေငါမြူထူခဲ့ပြီတာပြောစရာကောင်းအပေါင်းမိတ္တဟာကထိန်တော်ပွဲနွယ်လို့ပြောမှလာလာလေးလိုက်ခဲ့ပါလားလာကြကထိန်တော်ပွဲသွားရအောင်နော်လာကြကွယ်အတူသွားမယ်လာကြကွယ်ကထိန်တော်ပွဲနွယ်လို့ပြောမယ်ကထိန်ဝဲမှာလူကြတာသာသနာတော်ကြီးတွင်ရှိဖို့ရပါသာရေးလေးထားတာပြီးမြတ်မကောင်းမြတ်စင်လားခရာတရားထက်သန်လာစွာကထိန်တော်ပွဲကျင်းပနေတာလာလာလေးလိုက်ခဲ့ပါလားလာကြဟေးလာကြကထိန်တော်ပွဲသွားရအောင်နော်အတူသွားမယ်လာကြကွယ်လာကြကွယ်အတူသွားမယ်ကထိန်တော်ပွဲနွယ်လို့ပြောမယ်ကြည်နူးစရာတင်ထူးစွာစေတနာတရားပွားများကကထိန်တော်ပွဲကျင်းပနေတာရွှေငါမြူထူခဲ့ပြီတာပြောစရာကောင်းပေါင်းမိတ္တဟာကထိန်တော်ပွဲနွယ်လို့ပြောမှလာလာလေးလိုက်ခဲ့ပါလားလာကြဟေးလာကြကထိန်တော်ပွဲသွားရအောင်နော်လာကြကွယ်တူသွားမယ်လာကြကွယ်ကထိန်တော်ပွဲနွယ်လို့ပြောမယ်ကထိန်ပွဲမှာလူကြတာသာသနာတော်ကြီးတွင်ရှိဖို့ရပါသာရေးလေးထားတာပြီးမြတ်မကောင်းမြတ်စင်လားသရတရားထက်သန်လာစွာကထိန်တော်ပွဲကျင်းပနေတာလာလာလေးလိုက်ခဲ့ပါလားဘိုးဝဲ
ရှာတိရှိသာဝိထိပြီစီရောကြောင့်မြတ်စီသမင်းသုံးငါသံပေတော်မူသည်ဘုရားဘဂဝါရှင်နာဖယားအခါတဘာရှင်ရှာတိရှိသာဝိထိပြီစေရဝကြောင့်မြတ်စီရင်သုံးငါစံပေတော်မူသည်ဘုရားကိုရောအရှင်မြတ်ကြီးသည်14ဝါမြောက်တွင်ထင်ရှားတည်ရှိသောသာဝတိပြည်၌နာတပိန်တထေမင်းဆောက်လုပ်လူရန်တော်မူသောဇေရဝံကျောင်းမြတ်၌သရင်သုံးငါစံပေတော်မူလေသည်မောလတိုင်းဌာနီကောတလမင်းသာတော်သုံးကြီးဇေရဝံကျောင်းတော်တို့ချင်းသာရဏယဝါလေးဘုရားကိုရောစံပေခြင်းဖူးတွေ့ရန်လာသည်ဘဂဝဂီယဟန်များဆုံးကြီးပါဝါပြည်မဘဝမထတော်မလာတိုင်းသားကောသလမင်းကြီးသားတော်များဖြစ်ကြကုန်သောဘာရဝဂီအမည်ရှိယဟန်တော်သုံးကျိတ်တို့သည်ဗုဒ္ဓကိုရောမြတ်ကြီးစံပေရာဇေရဝံကျောင်းတော်သို့ဥမြော်ကြော့ရန်ကြွချီတော်မူလေသည်သုံးကျိတ်တို့သည်ဘုရားကိုရောမြတ်ကြီးအားညွှန်ရန်လာလမ်းကြီး၌မိုးတိထန်စွာရွာသောကြောင့်လွန်စွာဆင်းရဲခြင်းဖြစ်ကြ၏ဘုရားကိုရောမြတ်ကြီးမြင်တော်မူသောအခါနောင်ကာလ၌သုံးရသောသာသနာစီပင်တိုးပွားစေခြင်းကအနုဇာနာမိဘိက္ခဝေဝိတ္တံဝုဋ္ဌာနံဘိက္ခုနံကတိနံအထရိတုံဟူ၍ယဟန်ရှင်လူအပေါင်းတို့အားကထိန်သင်္ကန်းထူထမ်းခြင်းကိုခွင့်ပြုတော်မူလေသည်